တကယ်ကြများလုံးမင်္ဂလာပါကွန်ပျူတာသုံးသူတိုင်းဒီမဖြစ်ထားမယ် restore point အကြောင်းလေးကိုကျွန်တော်ဒီနေ့တင်ပြချင်ပါတယ်ဒီအကြောင်းကျွန်တော်တို့ကွန်ပျူတာဒီ desktop မှာပြင်မှာရှိနေတာကွန်ပျူတာအကောင့်ပေါ်မှာရိုက်ထားမယ်နောက် properties နော်properties ကိုဒီမျိုးဝင်နေတယ် Windows Start menu ကိုတော့Windows key ရဲ့ pause space ရဲ့ဆိုပြီးတော့ pause space ဆိုတာ key တစ်လုံးမှာ Windows key ရဲ့ pause space key ရဲ့နှလုံးစုံခိုင်းလိုက်ပါနော်။စုံခိုင်းလိုက်လို့ရှိရင်ဒီလို box space ကျလာတယ်။ကျလာလို့ရှိရင် system protection ကိုထည့်ဝင်။ system protection ထည့်ဝင်လိုက်လို့ရှိရင်create a restore point right now for the device that have a system protection ဒီကောင်ရဲ့အဲ့ဒါပြောနေတာကိုယ့်ရဲ့ computer ဟာအခုချိန်မှာသုံးလို့နောက်တစ်ချိန်ရကြတယ်ဒီလားကြတယ်ဒီနေ့ကြတယ်အမေကကွန်ပျူတာဟောတော့တော့ဝဲရအောင်အလုံးမလို့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဒီရက်ဒီနိုင်ဒီချင်းလမ်းတင်တော့တားလုံးထားတဲ့အဲ့ဒီ create restore point ကိုနာမည်ပေးထားတဲ့ restore point ကိုပြန်သွားလိုက်တာတို့အတူ automatic ကျွန်တော်တို့ဒီနေ့ဒီရက်ဒီလားဒီအချိန်မှာအလုံးမလို့ကောင်းတယ်ပြုလုပ်ဖို့အတွက်ဒီနေရာမှာဒီ box လေးတာကျွန်တော်ထည့်ပြီးတော့ကြောင်း system protection ကိုထည့်ဝင် system protection ထည့်ဝင်လို့ရှိရင် create a restore point ကိုထည့်မယ် create a restore point နေရာမှာ create ကိုထည့်လိုက်ဒီနေရာမှာကိုကြိုက်တဲ့နာမည်လေးတစ်ခုပေးပါနော် my PC is okay my PC is okay ဆိုပြီးတော့နာမည်ပေးလိုက်ပါနော်ဒီနာမည်လေးကိုကျွန်တော်တို့ပြန်ပြီးတော့ system restore point ယူရအောင်ကိုယ့်ရဲ့ computer ဟာအကောင့်အတိုင်းရောပြင်ပြတော့မှာပေါ့နော်ဒီနေရာမှာဒီနာမည်လေးကိုကြိုက်တဲ့နာမည်လေးဒီရတော့ create ကိုရှင်းလိုက်ပါကျွန်တော်က create a restore point လုံးနေပါပြီဖန်တီးနေပါပြီဒီနေ့ဒီရက်ဒီအချိန်ဒီဟာဒီမှာဒီရက်ပေါ့နော်နိုင်လက်စလက်ပြန်လာပိုင်းကိုရက်နဲ့2008ပေါ့ဒီနေ့မှာသုံးလို့ကောင်းတဲ့အတိုင်းပေါ့သူကအချိန်ကြီးမှာကိုရက်ကွန်ပျူတာဟဲတော့ရေတော့ဝဲရေကောင်းအောင်လုပ်တော့ဒီ point ကိုတော့လိုက်တာအခုနက my PC is okay ဆိုတဲ့ကောင်ကိုတော့လိုက်တာပုံမှန်အနေထားအတိုင်းအကောင်းအတိုင်းကိုရလာတော့ဖြစ်ပါလားဒါကြတော့ကွန်ပျူတာသုံးသူတိုင်းလုံးမရှိတော့မှဖြစ်ရတယ်ပေါ့နော်ဒီလိုဆိုရင်ဒီနေရာမှာ restore point ကို create successful ဆိုတော့ဒီစံတော့ပါပြီဒီတော့ okay တော့ဒီလိုဆိုရင်တော့ okay Windows key ရဲ့ possible key ရဲ့ဆိုတော့ကျွန်တော်ပြောရရတယ်ဒီနေရာရောက်တော့ပြီ system restore system protection ကိုတော့နော် system protection ကိုတော့လို့ရှိရင်အဲ့ဒီမှာလာပြီးတော့ create a restore point လုပ်တဲ့အချိန်မှာကျတော့ဒီနေရာလေးကိုတော့ဒီနေရာမှာ system restore you can do system changes by recording your computer to a previous restore point ကအရင် restore လုပ်ခဲ့တဲ့ point နေရာလေးကိုတော့တော့ပါတယ်အဲ့ဒီမှာ system restore point ကိုပြန်ပြန်လာပါဒီက system restore point ကိုယူတဲ့အချိန်မှာ choose a different system restore point ကိုယူပါမယ်မဟုတ်ရင်တော့ဒီကောင်ရွေးမှကျွန်တော်တို့နောက်ထပ်ဆက်သွယ်ရအောင်ပေါ့နော်ဒီမှာကျွန်တော်တို့အရင်ဒီပြန်ပြီးတော့လုပ်ရတဲ့အတိုင်းပဲဒီကောင်ကြတော့အရင်ကျွန်တော်တို့ restore point လုပ်ခဲ့တဲ့နေရာလေး
finish